အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မိုးတင်းမှာသုံးပြနိုင်မယ်ပစ္စည်းလေးတွေနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်အခုပြထားလေးကတော့ရေလောင်ကံများမြေအောက်နေရများကုန်းရင်းမိုးများမှာရေစစ်ဝင်မှုကိုတားဆီးတဲ့စီးရေပဲဖြစ်ပါတယ်အခုပြထားလေးကတော့ကွန်ကရစ်လမ်းများကွန်ကရစ်တက်တိုင်များစလီဖားတို့များနဲ့တရားများမှာလက်မြေလွယ်တကူရှောက်ရန်အတွက်အသုံးပြုတဲ့ကွန်ကရစ်အားထိုးစီးပဲဖြစ်ပါတယ်1လီတာ5လီတာဆိုပြီးတော့အရွယ်အစားနှမျိုးနဲ့ရရှိမှာပဲဖြစ်ပါတယ်အခုပြထားလေးကတော့အမိုးရူးစလက်များဝေယံတန်မန်းနဲ့အသုံးပြုတဲ့ရေလုံတားစီးပဲဖြစ်ပါတယ်အခုပြထားလေးကတော့ရေလုံတားစီးကိုမှအမှုတ်တိုက်ပဲဖြစ်ပါတယ်ခင်းနာပြီးများဝူးစလက်များတွေအသုံးပြုကြပါတယ်အခုပြထားလေးကတော့ရေလုံတားစီးကိုမှဘီလက်မြင့်နဲ့ရုပ်ဖြောအောင်ပဲဖြစ်ပါတယ်ဘီလက်မြင့်တဲ့အကူတစ်ထုံနှုံပါအခုပြထားလေးကတော့ပိုက်ပြော့များတွန့်များရေစီများမှာသုံးပြနိုင်မယ်ရေလုံးတိတ်ပဲဖြစ်ပါတယ်တပေချင်းဖြစ်စေခွေလိုက်ဖြစ်စေဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်အခုပြထားလေးကတော့တာလဘတ်မန်းမှာသုံးပြနိုင်တဲ့မိုးကတိတ်လေးပဲဖြစ်ပါတယ်အခုပြထားလေးကတော့တကားများနဲ့အုံနေရကြားမှာသုံးပြနိုင်မယ်ဆီလီကွန်ချောင်းလေးပဲဖြစ်ပါတယ်အခုပြထားလေးကတော့ဘီလက်မြင့်အုံနေရများရဲ့ဆန့်ရှင်မြင့်အကြောင်းတိများကိုဖာတီးသုံးပြနိုင်မယ်စီးရပဲဖြစ်ပါတယ်အခုပြထားလေးကတော့အုံနေရများရဲ့အကြောင်းအကြီးသားဖာတီးမှုမှာသုံးပြနိုင်မှာပဲဖြစ်ပါတယ်အခုပြထားလေးကတော့သူ့များမှာဖာတီးသုံးပြနိုင်မယ်ဆီလီကွန်ပဲဖြစ်ပါတယ်စတီကန်တန်ကန်နဲ့သုံးပြနိုင်မှာပဲဖြစ်ပါတယ်ခုလိုမျိုးဆုံးနေကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်